အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ဘဝကိုပြောင်းလဲပြနိုင်တဲ့100%ဤဥပဒေ The 1% Rule ပဲဖြစ်ပါတယ်သင်ဟာအကျင့်တစ်ခုရည်မှန်းချက်အသစ်တစ်ခုကိုစလိုက်တိုင်းတစ်ပတ်လောက်နေရင်ဘာမှလည်းထူးမလာပါလားဆိုပြီးလက်လျှော့ခဲ့ဘူးသလားလူတော်တော်များများဟာအောင်မြင်မှုဆိုတာအိမ်ယာမခြေလမ်းကြီးတွေလှမ်းမှာဒါမှမဟုတ်တညာရဲနဲ့ထူးခြားသွားမှလို့ထင်နေကြပါတယ်ဒါကြောင့်ပဲအပြောင်းလဲကနှိမ့်ကွေးနေရလို့ခံစားရတဲ့အခါကျမတို့အလွယ်တကူလက်လျှော့မိကြတာပါတကယ်တော့ကြီးမားတဲ့ပြောင်းလဲမှုဆိုတာတညာရဲနဲ့ဖြစ်လာတာမဟုတ်ပါဘူးအဲ့ဒါဟာမမြင်ရလောက်အောင်သိငယ်တဲ့100%စီတိုးတက်မှုလေးတွေစုပေါင်းသွားတာကနေဖြစ်လာတာပါဒီနေ့မှာတော့ဒီ100%လေးတွေကဘလို့တော့အစွမ်းထက်တယ်လဲဆိုတာအသေးစိတ်ပြောပြဆွေးနွေးပေးသွားပါမယ်100%ရဲ့အစွမ်း100%ဆိုတာတက်သေးလေးပါဒါပေမဲ့ဒါကိုသင်ချာနည်းရတွက်ကြည့်ရင်တော့အံ့ဩစရာကောင်းပါတယ်။သင်ဟာတစ်နေ့ကို100%ပဲတိုးတက်အောင်နေတိုင်းကြိုးစားသွားမယ်ဆိုရင်တစ်နေ့365ရဲ့အကြာမှာသင်ဟာအခုထက်38ဆပိုကောင်းတဲ့သူဖြစ်လာပါလိမ့်မယ်။အပြန်အလှန်အားဖြင့်တစ်နေ့ကို100%စီဘဝကိုလစ်လူရှုလိုက်မယ်ဆိုရင်တော့တစ်နေ့အကြာမှာသင်ရဲ့တိုးတက်မှုဟာ3ညနီးပါးထိကျဆင်းသွားမှာပါ။ဒါကိုစုပေါင်းတိုးတက်မှုလို့ခေါ်ပါတယ်။သက်ဆန်စုသလိုပါပဲ။ပထမရက်တွေမှာတော့ဘာမှသိတာမှမဟုတ်ပါဘူး။ဒါပေမဲ့အချိန်တစ်ခုရောက်သွားတဲ့အခါမှာတော့ဒီသိငယ်တဲ့အကျင့်လေးတွေဟာအေယာမရလက်ကြီးတွေဖြစ်အစမတန်ပွားများလာမှာပဲဖြစ်ပါတယ်။အကျင့်ဆိုတာဘဝရဲ့အုတ်မြစ်ကျမတို့ရဲ့ဘဝကိုပြောင်းလဲခြင်းစိတ်ဓာတ်တက်ကြွမှု motivation ကိုပဲအားကိုးလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ motivation ဆိုတာဒီနေ့ရှိပေမဲ့မနေ့ပြန်ပျောက်သွားနိုင်လို့ပါ။အမြဲတမ်းတည်မြဲနေတာကတော့အကျင့်ပဲဖြစ်ပါတယ်။အကျင့်ကောင်းတစ်ခုဖြစ်လာဖို့အတွက်အချက်3ချက်ကိုလိုက်နာကြည့်ပါမယုံနိုင်တော့အောင်သိငယ်စွာစတင်ပါစာအုပ်တစ်အုပ်ဖတ်မယ်လို့မတွေးပါနဲ့တစ်နေ့တစ်မျက်နှာပဲဖတ်မယ်လို့စပါ9မိနစ်စာလောက်ပဲရှိတဲ့အလုပ်မျိုးဟာညင်းမို့ခတ်ပါတယ်တစ်နေ့တစ်နာရီလေ့ကျင့်ခန်းလုပ်မယ်လို့မပြောပဲတစ်နေ့ကိုဒိုင်9ခါပဲထိုးမယ်လို့စလိုက်ပါအကျင့်တစ်ခုနဲ့တစ်ခုဆင့်လိုက်ပါသင်အများနဲ့လုပ်နေကြအလုပ်တစ်ခုရဲ့နောက်မှာအကျင့်အသစ်လေးကိုကတ်လိုက်ပါဥပမာမျက်နှာတက်ပြီးရနဲ့စိတ်ငြိမ်အောင်10မိနစ်ထိုင်မယ်ဆိုတာမျိုးပါပတ်ဝန်းကျင်ကိုပြင်ဆင်ပါကိုလှုပ်ချင်တဲ့အလုပ်ကိုလက်ကူတော့အောင်ပတ်ဝန်းကျင်ကိုဖန်တီးပါအားကစားလုပ်ချင်ရင်အားကစားဝတ်စုံကိုအစင်းနဲ့ထုတ်ထားပါစာပတ်ချင်ရင်စာအုပ်ကိုအစင်းနဲ့ဘေးမှာထုတ်ထားပါကျမ်းမာရင်လည်းညီညွတ်တာစားချင်ရင်မျက်စိရှိမှာအသစ်သီးတွေထားပါကိုဘလို့လူလို့တတ်မှတ်မလဲဒီအချက်ကအရေးကြီးဆုံးပါလူအများစုကငါဝိတ်ကြကျင်တယ်ဆိုတဲ့ရလဒ်ကိုပဲအာရုံစိုက်ပါတယ်ဒါပေမဲ့အောင်မြင်တဲ့သူတွေကတော့ကိုယ့်ရဲ့မြည်သူမြည်ဝါဖြစ်မှု identity ကိုပဲအရင်ပြောင်းလဲကြပါတယ်ငါစာဖတ်ချင်တယ်လို့မပြောပါနဲ့ငါဟာစာဖတ်သူတစ်ယောက်ဖြစ်တယ်လို့သတ်မှတ်ပါငါလေ့ကျင့်ခန်းလုပ်ချင်တယ်လို့မပြောပါနဲ့ငါဟာကျမ်းမာရေးကိုဂရုစိုက်တဲ့သူတစ်ယောက်ဖြစ်တယ်လို့သတ်မှတ်ပါကိုဘလို့လူလဲလို့ယုံကြည်လိုက်တဲ့အခါသင်ရဲ့အုံနောက်ကအဲ့လူနဲ့ထိုက်တဲ့အလုပ်တွေကိုအလိုအလျောက်လုပ်ဆောင်လာပါလိမ့်မယ်။သင်ငယ်တဲ့အောင်ပွဲတွေကသင်ရဲ့ယုံကြည်မှုကိုတိဆောက်ပေးပါလိမ့်မယ်။အမားများကိုရှောင်ကျဉ်ခြင်းနဲ့လက်တွေ့အသုံးချနည်း100%ဤဥပဒေကိုသုံးတဲ့အခါဒီအမှားတွေကိုသတိထားပါ။ချက်ချင်းရလက်မလို့ခြင်းပါနဲ့။အပြောင်းလဲဟာမြေကြီးအောက်မှာအမြင့်တွယ်နေတဲ့အပင်လေးလိုပါပဲ။အပေါ်ကနေမမြင်ရပါမယ်တနေ့မှာတော့တိတိတသာကြီးထွားလာမှာပါပြီးပြည့်စုံစရာမလိုပါဘူးတရက်လောက်ပြတ်သွားတာဟာပြဿနာမဟုတ်ပါဘူးဒါပေမဲ့2ရက်ဆက်တိုက်တော့မပြတ်ပါစေနဲ့တရက်ပြတ်ရင်နောက်ရက်မှာချက်ချင်းပြန်စပါအဓိကဇွဲရှိဖို့ပါဇွဲရှိခြင်းကပြီးပြည့်စုံခြင်းထက်ပိုပြီးတော့အရေးကြီးပါတယ်ဗြိတိရှစပိန်အဖွဲ့ဆိုရင်လည်းအရင်ကအများတိုင်းရှုံးနေခဲ့ပေမဲ့နီးပြအသစ်ကစပိန်ထိုင်အောင်ကအစတာယာလေးပြအားအထိအသေးစိတ်100%စီပြင်ဆင်လိုက်တဲ့အခါကမ္ဘာအဆင့်မှာဘိုးဆွဲပါခဲ့ပါတယ်။လက်တွေ့လှုပ်ဆောင်ရင်ခြေလမ်းများအနေနဲ့ပြောပြပေးချင်တာကနံပါတ်1အလွန်သိငယ်တဲ့အလုပ်တစ်ခုကိုရွေးပါ။ဥပမာဒိုင်9ကထိုးခြင်းနံပါတ်2လုံနေကြအလုပ်တစ်ခုနဲ့တွဲလုပ်ပါ။ဥပမာဒိုင်ထိုးပြီးရနဲ့ခဏနားမယ်ရေချိုးမယ်ပြီးရနဲ့စာတမျက်နှာဖတ်မယ်နံပါတ်3နေတိုင်းလှုပ်ဖြစ်မလှုပ်ဖြစ်ကိုပြက်ကလေးမှာအမှတ်အသားလုပ်ပါဒါကတင့်ကိုအားတက်စေပါတယ်ညီကုန်းချုပ်အနေနဲ့ဘဝရဲ့အောင်မြင်မှုဆိုတာအေယာမခုံပြန်ကြော်လာမှုကြီးတွေမဟုတ်ပါဘူး
မနေ့ကထက်100ရာခိုင်နှုန်းလေးပဲပိုကောင်းအောင်နေတိုင်းစူးစမ်းသွားခြင်းရလဒ်ပဲဖြစ်ပါတယ်။သင်ဒီနေ့လုပ်လိုက်တဲ့သင်ငယ်တဲ့အလုပ်လေးဟာနောက်တစ်နှစ်မှာမယုံနိုင်လောက်တဲ့အောင်မြင်မှုတွေဖြစ်လာပါလိမ့်မယ်။ဒီနေ့သင်ရဲ့ပထမဆုံး100ရာခိုင်နှုန်းအပြောင်းလဲကဘာဖြစ်မလဲ။အခုပဲစတင်လိုက်ပါ။ကျမတို့ရဲ့စာအုပ်အနှစ်ချုပ်အစီအစဉ်ကိုအဆုံးထိနားဆင်မိခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဒီစာအုပ်လေးကနားဆင်သူတို့အတွက်တစ်ခုထူးခြားသွားစေတဲ့အကျိုးရှိရလို့ခံစားရတယ်ဆိုရင်တော့ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။နောက်ပိုင်းမှာလည်းစာအုပ်ကောင်းတဲ့အုပ်နဲ့ပြန်တွေ့ကြမယ်နော်။ပျော်ရွှင်စွာနားထောင်ပါပျော်ရွှင်စွာဖတ်ပါပြီးတော့100ရာခိုင်နှုန်းပြောင်းလဲလိုက်ပါ။